စားစရာကောင်းတာတော့ဒေါ်ဆောင်စုကြည်တော့ဒီမှာအရေးကြီးတဲ့ဝန်ကြီးဌာနလေးခုကိုကင်တွယ်ဖြစ်ချင်းတယ်ဝန်ကြီးတွေဆိုလို့ရှိရင်ထူးထူးချွန်ချွန်ထက်ထက်မြက်မြက်ပုံကိုယ်တွေတော့ပြည်သူတွေလည်းလူချင်းကြမှာပေါ့အငယ်တို့လည်းလူချင်းပါတယ်ဝန်ကြီးစရင်မှာကန့်ကွက်သူမရှိဘဲ18ဦးနဲ့လွှတ်တော်ကအတူပြုခဲ့ခြင်းပဲဖြစ်ပါတယ်ဝန်ကြီးတွေရဲ့ကိုရေးအချင်းတွေကိုပေးထားခဲ့ပြီးအားလုံးဖတ်ရှုကြပြီးတဲ့အခါမှာတော့ကိုယ်တလေလောင်းတဦးတယောက်မှကန့်ကွက်တယ်ဆိုပြီးဆွေးနွေးတဲ့စရင်မပေးခဲ့တာကြောင့်ဒီအတိုင်းပဲသတ်မှတ်သွားတာဖြစ်ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအများဆုံးနိုင်ထားတဲ့လွှတ်တော်မှာသူတို့အနေနဲ့အစိုးရကတော့စိတ်ကြိုက်ဖွဲ့လို့ရပြီးဘာမှထူထူထူးပြောကြမရှိဘူးလို့ဆိုင်းဝင်းလန်ခန့်ကပြောပါတယ်အထူးသဖြင့်စိတ်ဝင်စားကြကောင်းတာကဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဝန်ကြီးဌာန၄ခုကိုကင်တွယ်ဖြည့်ရှင်းမယ်ဆိုတာဟာသဘောကျစရာကောင်းတဲ့အကြောင်းနဲ့သူ့မှာလည်းအတွေ့အကြုံတွေရှိနေတာကြောင့်ဘလောက်အတိုင်းအတာအထိလှုပ်ဆောင်နိုင်မလဲဆိုတာစောင့်ကြည့်ရမယ်လို့ဆိုပါတယ်LLD အများစုနိုင်ထားတဲ့ကျွန်တော်တို့ဒီလွတ်တော်ထဲမှာပေါ့နော်ကျွန်တော်တို့ဘာမှတော့သူ့ကိုပြောစရာတော့မလိုပါဘူးဒါကတော့ဘယ်လိုလဲဆိုရတော့တို့ကတော့စိတ်ကြိုက်ဖွဲ့လို့ရတယ်လေပြီးရင်တို့လည်းဖွဲ့တော့ပြီဆိုတော့တို့ဖွဲ့တဲ့အတိုင်းပဲနော်ကန့်ကွက်မရှိကျွန်တော်တို့လည်းဘာမှဒီကျဲမှာတူတက်ရှိမှာမဟုတ်ဘူးနော်သူတပြင်းတော့စိတ်ဝင်စားစရာကောင်းတာတော့ဒေါ်ဆောင်စုကြည်တော့ဒီမှာအရေးကြီးတဲ့ဝန်ကြီးဌာနလေးခုကိုကင်တွယ်ဖြစ်ချင်းတယ်ဒါလည်းသဘောကျစရာကောင်းပါတယ်ဘာလို့လဲဆိုတော့တို့မှလည်းတွေ့ကြုံလို့ရှိပါတယ်ဒါပေမဲ့ဘယ်လိုလောက်ထိလုံနိုင်မလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲကြည့်ရမှာပါခင်ဗျသူတို့လည်းဖွဲ့ပြီးသွားပြီဆိုတော့ဖွဲ့တဲ့အတိုင်းကန့်ကွက်သူမရှိရင်သူတို့အနေနဲ့လည်းဘာမှထူးထူးထွေမရှိဘူးလို့ပြောပါတယ်ဝန်ကြီးဌာန22ခုမှာဝန်ကြီး18ပါးနဲ့ပတ်သက်ပြီးကန့်ကွက်မဲ့သူရှိသလားလို့မေးတဲ့အပေါ်မှာလွှတ်တော်မှာကိုယ်စားလှယ်22ယောက်နေရာရှိခဲ့တဲ့ ANP ပါတီကကိုယ်စားလှယ်လောင်းတွေလည်းဘယ်သူမှမကန့်ကွက်ခဲ့ကြပါဘူးဝန်ကြီးတွေရဲ့ကိုယ်ရေးအကျင့်တွေမှာလွဲမှားမှုရှိတာနဲ့ပတ်သက်ပြီးသတင်းကြားရတာတွေမှာဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကိုစရင်းတင်သွင်းထားတဲ့ပုံကိုနဲ့ကိုယ်တိုင်က President elect ရဲ့ nomination လက်ခံတဲ့သူတွေသူတို့နဲ့ပဲဆိုင်ပြီးဘာကြောင့်ဒီလိုအခက်အခဲတွေကြုံအောင်လုပ်လဲဆိုတာကတော့မပြောနိုင်ဘူးလို့ဆိုပါတယ်ပါတီအနေနဲ့ပြောစရာမရှိပေမဲ့ပုဂ္ဂလိကတယောက်အနေနဲ့ဝန်ကြီးတွေဆိုရင်ထူးထူးဂျုံဂျုံထက်ထက်မြက်မြက်ပုံကိုတွေပဲလိုချင်တယ်လို့ပြည်သူတွေလည်းလိုချင်တယ်လို့ဆိုပါတယ် Facebook တွေ internet သတင်းတွေမှာပြောနေကြတဲ့ဟာတွေတော့အငယ်တို့လည်းဒီကြားတာပေါ့လေ။ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာတော့ဒီ nominate လုပ်တဲ့ပုဂ္ဂိုလ်နဲ့ကိုယ်တိုင်ကPresident elect ရဲ့ nomination ကိုလက်ခံတဲ့လူတွေသူတို့နဲ့ပဲဆိုင်ပါလိမ့်မယ်။သူတို့ကဘာကြောင့်ဒီလိုအခက်အခဲကြီးကြုံအောင်သူတို့လုပ်လိုက်တယ်ဆိုတာအငယ်တို့ကတော့မပြောနိုင်ဘူးပေါ့။အငယ်ပုဂ္ဂိုလ်ကတရားအနေနဲ့တော့ဝန်ကြီးတွေဆိုလို့ရှိရင်ထူးထူးချွန်ချွန်ထက်ထက်မြက်မြက်ပုံကိုယ်တွေတော့ပြည်သူတွေလည်းလူချင်းကြမှာပေါ့အငယ်တို့လည်းလူချင်းပါတယ်တမနာကြီးတင်ထားတဲ့ဝန်ကြီးတွေရဲ့ကိုယ်ရေးရာဇဝင်တွေကိုကြီးလိုက်တဲ့အခါပြင်ပလုပ်ငန်းနယ်ပယ်တွေနိုင်ငံတကာအတွေ့အကြုံရှိတဲ့သူတွေနိုင်ငံတကာအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေဖြစ်တာကြောင့်ကန့်ကွက်စရာမရှိတဲ့အကြောင်းပြောလာသူကဒေါက်တာမောင်တင်ပါရွေးကောက်ပွဲကာလတုန်းကပါတီအသီးသီးကလှုပ်ဆောင်သွားမဲ့အရာတွေပြောခဲ့တာတွေရှိပေမဲ့ဒါတွေကိုဆုံးဖြတ်ခဲ့တာကတော့ပြည်သူတွေပါပြည်သူတွေရွေးချယ်လိုက်ပြီးဒီအဆင့်ရောက်လာချိန်မှာအားလုံးကအတူတူဖြစ်သွားပြီးနိုင်ငံကောင်းကျိုးအတွက်သူတို့ဆောင်ရွက်ချက်မှန်သမျှကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်တယ်ဆိုရင်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်အန်ကဲအမြဲပြောနေတဲ့စကားလုံးလေးတစ်ခုရှိပါတယ်။ဟိုရွေးချယ်တင်မြှောက်ပွဲတုန်းကာလာတုန်းကနော်နိုင်ငံအတွက်သူလုပ်မယ်ငါလုပ်မယ်သူတို့ပါတီလုပ်မယ်ကိုတို့ပါတီလုပ်မယ်ပေါ့နော်ဆိုပြီးတော့ဒါပေမဲ့အဲ့ဒီဥစ္စာကိုဆုံးဖြတ်တာပြည်သူဒါပေမဲ့အဲ့ဒီကနေဒီပေါ်တက်လာတဲ့အချိန်ကစပြီးတော့အားလုံးကတူတူပဲဘာဖြစ်လဲဆိုတော့ပြည်သူတွေကရွေးချယ်လိုက်ပြီးနိုင်ငံကောင်းကျိုးအတွက်ဆောင်ရွက်ဖို့ဆိုပြီးတော့လုပ်တယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်သူတို့ဆောင်ရွက်တဲ့မှန်သမျှကိုနော်တိုင်းပြည်အတွက်နောက်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်တယ်ဆိုရင်အန်ကယ်တို့ကပူးပေါင်းဆောင်ရွက်ပါမယ်ထောက်ခံပါမယ်နောက်ပြီးတော့တိန်းဆောင်နေရင်လည်းပဲမိတ်ဆွေရင်းချလို့ဝိုင်းဝန်းတက်မှပြီးမှာ